ကိုယ့်စီကိုဘယ်လိုလူမျိုးတွေလာစေချင်တာလဲဆိုတာကိုတိကျတဲ့ဈေးကွက်တစ်ခုအရင်ဖော်ထုတ်ဖို့လိုပါတယ်အဲ့ဒီလိုဖော်ထုတ်ပြီးမှသာလျှင်သူတို့လိုအပ်တဲ့အရာကိုကိုယ်ကစဉ်းစားပြီးတော့ဘာတွေပေးမယ်ဆိုတာကိုဈေးကွက်တင်ပြီးရောင်းတင်ပါတယ်စီးပွားရေးလုပ်ငန်းတွေကိုကြာရှုံးစေတဲ့အချက်နံပါတ်6ဒီကတော့ကျွန်တော်ဘယ်လိုပြောပြရမလဲဆိုရင်ကျွန်တော်တို့ပေါ့နော်ဒီလုပ်ငန်းရှင်တွေလည်းအများစုမားတဲ့ကြတယ်ပေါ့နော်သူကဘာသွားမားလဲဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းစလုပ်ခါစားမှာလုပ်ငန်းလုပ်ပြီဆိုလို့ရှိရင်ကျွန်တော်ဈေးကွက်တစ်ခုလုံးကိုလိုချင်တဲ့ပြဿနာဟိုလူလည်းရောင်းချင်တယ်ဒီလူလည်းရောင်းချင်တယ်ဟိုလူဆို service ပေးချင်တယ်ဒီလူလည်း service ပေးချင်တယ်အဲ့ပြဿနာကကျွန်တော်တို့ကိုအဓိကစိုးစေတာတကယ်တမ်းစီးပွားရေးလုပ်ငန်းစကားစားမှာကျွန်တော်လူတိုင်းကိုဝန်ဆောင်မပေးနိုင်ဘူးလူတိုင်းကိုရောင်းလို့မရဘူးဆိုတာသိထားဖို့လိုပါတယ်အဲ့မို့ဒီအချက်နံပါတ်6နဲ့ကျွန်တော်ပြောချင်တာကတော့ကို့မှာရှိတဲ့ exact target market လို့ခေါ်ပါတယ်တိကျတဲ့ဈေးကွက်တစ်ခုကို UTB ရောင်းဖို့လိုပါတယ်လူတိုင်းကိုရောင်းချင်တယ်ဆိုကျွန်တော်မဖြစ်နိုင်ပါဘူးဥပမာဆိုကြပါစို့ဗျာကျွန်တော်တို့ခုနပြောပေါ့ကျွန်တော်တို့ဒီဒါပါတော့စားတော့ဆိုင်ဖွင့်မယ်ဆိုလို့ရှိရင်ကိုကအခြေခံလူရန်စားတွေကို budget နဲ့ရောင်းမှာလားဒါမှမဟုတ်လူကုန်ထမ်းတွေကိုပဲကျွန်တော်တို့ကဒီ high end ကိုမှတကယ် luxury vibe နဲ့ရောင်းမှာလားဒါမှမဟုတ်ပဲနဲ့အေးတတောင့်တက်တာနဲ့စားလို့ရတဲ့ပုံစံကိုပဲသွားမှာလားဒါမှမဟုတ်ဒီရှမ်းအစားအစာပဲ UTB ရောင်းမှာလားဒါဒီပါလဲဆိုလို့ရှိရင်ကိုယ့်စီကိုဘယ်လိုလူမျိုးတွေလာစေချင်တာလဲဆိုတာကိုတိကျတဲ့ဈေးကွက်တစ်ခုအရင်ဖော်ထုတ်ဖို့လိုပါတယ်အဲ့ဒီလိုဖော်ထုတ်ပြီးမှသာလျှင်သူတို့လိုအပ်တဲ့အရာကိုကိုယ်ကစဉ်းစားပြီးတော့ဘာတွေပေးမယ်ဆိုတာကိုဈေးကွက်တင်ပြီးရောင်းတင်ပါတယ်ဥပမာဆိုကြပါစို့ကျွန်တော်ဒီ SIR တင်တန်းတစ်ခုရှိတယ်ကျွန်တော်ဒီမှာအဲ့တင်တန်းဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တင်တန်းကဘာကိုပဲဥတည်ထားလဲ SME နဲ့ traditional business တွေဒီပေါ်တော့ဒီအသေးစားအလက်စားလုပ်ငန်းတွေနဲ့ဒီမိယိုဖလာလုပ်ငန်းတွေအတွက်အဓိက UTB ရောင်းတယ်ကျွန်တော်စီမှာတင်တန်းလာတက်တဲ့လူအားလုံးနဲ့ဒီလုပ်ငန်းရှင်တွေအများဆုံးလာတက်တယ်ဘာကြောင့်လဲဆိုကျွန်တော်ပြောနေတဲ့ဒီ content အကြောင်းအရာတွေကျွန်တော်ဆွဲထားတဲ့ training design တွေကျွန်တော်ပေးထားတဲ့ value တွေအားလုံးတွေ SME နဲ့ traditional လုပ်ငန်းတွေအတွက်အရန် fit ဖြစ်အောင်ဖန်တီးထားတာပါဘာကြောင့်မို့ဒီလိုဖန်တီးလဲဆိုဒီဈေးကွက်ကိုဦးတည်ထားတဲ့အတွက်ဒီလိုမျိုးဖန်တီးထားတာပါအခုပြောရတဲ့အချက်တွေကိုပြင်ဆင်နေတယ်ဆိုလို့ရှိရင် SIR ကိုလာခဲ့ပါ SIR ကိုစိတ်ဝင်စားဆိုရင်ကျွန်တော် comment မှာ SIR ဆိုပြီးမှတ်ခဲ့ပေးပါကျွန်တော်တို့ဘက်ကနေဆက်သွယ်ပေးပါမယ်